Okay, almaya dito ma di tinimali ko no. Tuwa kaya CD ပေါ်ပေါ့နော်တက်သွားတယ်အဲ့ဒါကိုမြင်လဲရတယ်တော်လေးဘုဒ္ဓဘာသာဝင်တွေကလည်းတော်လေးစိတ်မချမ်းမြေ့ကြဖြစ်တယ်ပေါ့နော်ပြီးတော့ကို့မျိုးပြောလို့ရှိရင်sector တူပါပေါ့နော်ဒါပေမဲ့သူပြောမယ်ဒါသူ့ရဲ့လူမျိုးသူ့ရဲ့ဘာသာသူဒီ Christian ဘာသာကချေလူမျိုးပေါ့နော်သူ့နာမည်ကခွန်ပါလဲခွန်လူသူဘလို့လည်းမသိနာမည်တော့သိမသိဘူးပေါ့နော်မဖတ်တော့သူတို့ကချင်နာမည်တချို့ကကြတော့ပြောကြတယ်တွေ့တယ်ခရစ်ယာန်သိက္ခာကြတယ်လို့ခရစ်ယာန်လို့တော့မပြောရတော့ဘူးလို့အဲ့လိုမျိုးလေးပြောတာတွေ့ရတယ်ပေါ့နော်ပြောချင်တာပါလဲဆိုလို့ရှိရင်ခရစ်ယာန်ရဲ့ဘာလိုမျိုးရဲ့မဆိုင်ဘူးပေါ့နော်သူကအတိတရားမရှိရတော့မရှိတာပေါ့တချို့တွေကလူသားဖြစ်နေတာသူတို့မှလူတရားမှရှိရမှာအသေးစိတ်လည်းမရှိဘူးပေါ့နော်အဲ့ခါကျတော့ကိုလည်းဗုဒ္ဓဘာသာဝင်တယောက်နဲ့ဆက်တော့ပေါ့သူမဲ့နိုင်ငံကြီးကဒီလိုမျိုးပြည်စည်းနေတဲ့အခါကျတော့ဘာမှအရေးယူလို့လည်းမရဘူးမလုပ်လို့လည်းမရဘူးเนาะအဲ့ခါကျတော့ဘာလို့မလဲဆိုလို့ရှိရင်လူမျိုးတွေတက်ကိုတရားအမုန်းမပွားပဲနဲ့အမှားလုပ်တဲ့သူကိုအမှားကိုထောက်ပြဖို့တင်ပြပေးဖို့သိတဲ့လူတွေကပေါ့เนาะဒါလိုအပ်တယ်အမုန်းပွားစရာမလိုဘူးအမှားလုပ်တဲ့သူကအမှားပြောမယ်အမှားမလုပ်တဲ့သူကအမှားမရှိဘူးပေါ့เนาะအဲ့ခါကျတော့တခုဆိုလို့ရှိရင်ဒီလူမျိုးကလုပ်တယ်ဆိုတာလည်းလူမျိုးတစ်ခုတော့မကောင်းဆိုတာမျိုးတွေဖြစ်နေပါတော့ကိုလည်းအဲ့လိုမျိုးပဲကိုလည်းဗမာလူမျိုးဆိုပေမဲ့လည်းဒီမြန်မာပြည်မှာအတူတူနေထိုင်ကြတဲ့လူအားလုံးဟာလူသားတွေပဲဖြစ်တယ်ဟုတ်လားလူသားတွေပဲဖြစ်တယ်မကောင်းတဲ့သူဒီမကောင်းတာပဲကောင်းတဲ့သူဒီကောင်းတာပဲသူကသူလူမျိုးနဲ့လည်းမဆိုင်ဘာသာကြားနဲ့လည်းမဆိုင်အဲ့တော့အဲ့ဒါလေးပဲပြောချင်ပါတယ်ဒါပေမဲ့ तू ကအသက်ရွယ်ရဆိုလို့ရှင်တော့အသက်20လောက်တော့ဝိညာဉ်လောက်ရှိပြီထင်တာနော်မသိရတော့ဖြစ်နေအောင်ဒါဗုဒ္ဓဘာသာနိုင်ငံလေးနော်ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ဗုဒ္ဓဘာသာတွေအမြဲတမ်းထားတဲ့ဖရာပေါ်ခဏတောင်မှမစီဘူးနော်ခဏတောင်မှမစီဘူးအဲ့တော့နိုင်ငံခြားလူတွေတော့သိတယ်နော်ဘလို့ချင်းမသိတာတော့မဖြစ်နိုင်ဘူးအဲ့တော့သိတဲ့လူတွေကဆုံးမပေးပါလမ်းပြပေးလိုက်ပါဒါလည်းပြောချင်ပါတယ်လို့နော်ပြန်တော့လည်းသွေးမခွဲကြပါနဲ့စီလုံးကြပါလို့ပြောချင်ပါတယ်